ကာလတွေထဲထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ခွဲခြားဆက်ဆံမှုတွေရန်ပြုတ်နှိမ်ချဆက်ဆံမှုတွေကိုထိလက်ရောက်စော်ကားတိုက်ခိုက်ခံရတာတွေဘာကြောင့်ဒီလိုဖြစ်နေတာလဲဆိုတော့ရှင်းရှင်းလေးပါပဲကိုယ်နိုင်ငံကစင်းရဲမွဲတေစုပ်ပြက်တက်နေလို့ပေါ့နောက်တစ်ချက်ကပြည်သူလူထုကိုသားသမီးအရင်တစ်ဖွဲကာကွယ်ဆောက်ရှောက်မဲ့ပြည်သူလူထုဘက်ကနေမမတ်ရက်တီပေးမဲ့အစိုးရမရှိလို့ဖြစ်တာတေချာစဉ်းစားကြည့်လေကိုယ်နိုင်ငံကစစ်တပ်ဆိုတဲ့အစိုးရပါဆိုတဲ့စစ်တပ်ကိုနိုင်ကိုကသူ့ပြည်သူလူထုကိုရက်ဆက်ဆက်ညှဉ်းပန်းနှိပ်စက်တပ်ဖြတ်လေရင်တွေနဲ့ဘုံကျဲတရက်ထဲတညထဲတနေ့ထဲကိုလူပေါင်းရာချီရက်ဆက်ဆက်တပ်ဖြတ်နေတဲ့ဒီနိုင်ငံကလူတွေကိုဘယ်နိုင်ငံကများတန်ဖိုးထားအလေးနဲ့ထားပြီးဆက်ဆံပါလဲဒါရှင်းရှင်းလေးပဲပေါ့နော်ဒီကာလတစ်လျှောက်လုံးကိုသုံးသက်ကြည့်ရင်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေဂုဏ်သိက္ခာရှိနဲ့လုံကြုံနဲ့အစစ်တမ်းရှိနေနိုင်ခဲ့တဲ့ကာလကိုပြောပါဆိုရင်2015 2020ဒီ9နှစ်တာကာလကတော့ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာတွေဒီဂုဏ်သိက္ခာရှိနေထိုင်အလုပ်လုပ်နိုင်ပြီးတော့မှအဆင်ပြေနေနိုင်ခဲ့တဲ့ကာလဖြစ်ပါတယ်เนาะကိုယ့်ရဲ့လုပ်ငန်းဆောင်တာကိုယ့်ရဲ့ရည်တည်မှုကိုတရားဥပဒေဘောင်တွေကအေးကြမ်းနေရင်ဘယ်သူကမှလာပြီးလိုအပ်တာထက်ပိုတဲ့နှိမ်ချဆက်ဆံမှုတွေဖိနှိပ်မှုတွေမလုပ်ရဲဘူးဘာလို့လဲဆိုတော့အစိုးရကပြည်သူလူထုရဲ့အရှိမမတ်ရက်တည်ပြီးတော့မှပြည်သူကိုအကာအကွယ်ပေးနေတဲ့အတွက်ကြောင့်ဘယ်နိုင်ငံသားကမှကိုနိုင်ငံသားကိုမထီမဲ့မြင်မပြုတ်ရဲဘူးအဲ့တော့ဒီအချက်လက်တွေကိုကြည့်ရင်ပြည်သူလူထုဘက်ကမမတ်ရက်တည်ပေးမယ်အစိုးရခေါင်းတရက်ရှိဖို့လိုအပ်တယ်ဆိုတာဒါလူတိုင်းသိတာထင်ရှားတဲ့အချက်ဖြစ်တယ်အဲ့တော့နိုင်ငံရေးကငါတို့နဲ့ဆိုင်သလားမဆိုင်ဘူးလားဆိုတာဒီအချက်ကိုကြည့်ရုံနဲ့ပေါ်လွင်ပါတယ်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုကိုသားသမီးရင်းဖွယ်ကာကွယ်ဆောက်ရှောက်မဲ့အစိုးရကောင်းတရက်ပေါ်ထွက်လာဖို့အတွက်ဒီတော်လှန်ရေးကိုဘလို့အခက်ခဲပဲရှိဘလို့အခြေအနေမျိုးမှာပဲဖြစ်နေလုံးဝနောက်မဆုတ်ပဲနဲ့ဒီတော်လှန်ရေးကိုအားလုံးပူးပေါင်းပါဝင်ပြီးတော့မှဒီပြည်သူလူထုကိုဒုက္ခပေးနေတဲ့ဒီစစ်အာဏာရှင်တွေအများဆုံးပျောက်ကွယ်သွားရင်ကျွန်တော်တို့မြန်မာနိုင်ငံသားအားလုံးဂုဏ်သိက္ခာရှိနဲ့ပြန်လည်နေထိုင်နိုင်မှာဖြစ်ပါတယ်မြန်မာမဘာသာတို့ထိုင်းမဘာသာတို့တိတိလင်္ကာမဘာသာတို့เนาะစတဲ့နိုင်ငံတွေကသူတို့အချင်းချင်းသူတို့အုပ်စုတွေကြားမှာအပြန်အလှန်ကူးလူဆက်ဆံမှုတွေရှိတယ်အပြန်အလှန်သဘောတူညီမှုတွေရှိတယ်အပြန်အလှန်တံပြန်ကူညီပေးမှုတွေရှိတယ်အဲ့တော့ထိုင်းနိုင်ငံမှာရောမြန်မာနိုင်ငံမှာရောနိုင်ငံရေးအပြောင်းအလဲဖြစ်ဖို့ရှိလာတိုင်းဒီမျိုးချစ်မဘာသာအုပ်စုတွေဟာသူတို့အချင်းချင်းအပြန်အလှန်အကူအညီပေးမှုတွေရှိတယ်เนาะအဲ့တော့မြန်မာနိုင်ငံကစစ်တပ်ရဲ့လက်အောက်ခံမဘာသာအစရှိတဲ့အဲ့ဒီအဖွဲ့အစည်းတွေကိုနိုင်ကိုကဒီထိုင်းကိုရောက်နေတဲ့မြန်မာနိုင်ငံသားတွေအစင်မပြေအောင်နေရခက်အောင်ပြီးရင်မြန်မာနိုင်ငံမှာကြံခဲ့တဲ့ဒီမိဘရွှေမျိုးတိုင်းဝိုင်းတွေစိတ်တော့ကရောက်နေအောင်မြန်မာကိုယ်နိုင်ငံသားတွေဒုက္ခရောက်အောင်တမင်ကိုရည်ရွယ်ချက်ရှိနဲ့ပူးပေါင်းပြီးတော့လုပ်ကင်နေတယ်ဆိုတာသိတာထင်ရှားပါတယ်အခုလိုအခက်ခဲကာလကိုအကောင်းဆုံးရင်ဆိုင်ကြော်ဖြတ်ဖို့ဆိုရင်ကိုပတ်ဝန်းကျင်ကိုနေပါကိုလုပ်ပါကိုနဲ့နေ့စဉ်တူဝါရှင်သွဲအလုပ်လုပ်နေထိုင်ကြရတဲ့ကိုပတ်ဝန်းကျင်ကကိုလူတွေနဲ့ပဲပေါင်းတင်ဆက်ဆံပါပြီးတော့ social media တွေမှာအခုလိုမျိုးဒီ social media တွေမှာအခုလိုမျိုးဖြစ်ပေါ်နေတဲ့သတင်းတွေရုပ်သံတွေဗီဒီယိုဖိုင်တွေဓာတ်ပုံတွေကိုစင့်ကဲ share တာမျိုး like ပေးတာမျိုးမလုပ်ကြနဲ့ကိုမျက်စိရှိပေါ်တက်လာရင်လည်းမတိတရားဆောင်ပြီးကြော်သွားကြပါအထူးသဖြင့်လူတွေကလက်ရှိမြေပြင်မှာဖြစ်နေတာထက်ကို social media မှာပို့ပြီးတော့မှပြန့်နှံ့နေတယ်အဲ့ဒီ social media ကြောင့်ပဲဒီဟာကပို့ပြီးတော့မှသူတို့ရဲ့လုပ်ငန်းသူတို့ရဲ့ရည်ရွယ်ချက်ကပို့ပြီးတော့မှအောင်မြင်နေတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကသူတို့ရဲ့ထောင်ချောက်သူတို့ရဲ့ view ဟာထဲကိုဝင်မသွားဖို့လိုအပ်တယ် social media မှာဒီလိုပြဿနာတက်နေတဲ့ video file တွေရုပ်သံတွေဓာတ်ပုံတွေကြော်လာရင်ကြော်သွားလိုက်ပါအဲ့တော့ကျွန်တော်တို့မြေပြင်မှာကိုနိုင်ငံသူနိုင်ငံသားတွေအားလုံးတယောက်နဲ့တယောက်အနီးဆက်ဆုံးနေထိုင်ပြီးတော့မှတယောက်နဲ့တယောက်အမြဲတမ်းသတင်းအချက်လက်ကိုတခြားသော social platform ကနေเนาะဒီ Messenger တို့ Line တို့ Viber တို့ကနေပြီးတော့မှပြန်လဲအကူအညီတောင်းနိုင်အောင်တယောက်နဲ့တယောက်အမြဲတမ်းအချိတ်ဆက်လုပ်ကြပါ